UFC မှာ weight dan light champion ခပတ်တွေအများကြီးရှိပါတယ်ဒါပေမဲ့ champion ဆိုတာတဲ့ပိုတဲ့တကယ်လူချမ်းကြီးတွေပဲပိုင်ဆိုင်ခွင့်ရှိတဲ့ခပတ်တစ်ခုရှိတယ်ဆိုတာခင်ဗျားတို့သိပါတလားဟုတ်ပါတယ်အဲ့ဒါကတော့ BMF ခပတ်ပါဒီနေ့တော့ MMA လောကမှာအရှင်ကဝါကြီးလာတဲ့ BMF ခပတ်ရဲ့နောက်ွယ်ကသွေးစွန်းခဲ့တဲ့သမိုင်းကြောင်းကိုအနည်းငယ်ပြောပြပေးပါမယ် BMF ခပတ်ကို2019ခုနှစ်မှာ Nate Diaz နဲ့ Jorge Masvidal ဆိုတဲ့ Going Star နှစ်ယောက်အတွက် UFC ဥက္ကဋ္ဌ Dana White ခိုးတိုင်တီးတန့်ဖန်တီးပေးခဲ့တာပါဒီခပတ်ကရမတ်တွေနီးစနစ်တွေထက်ဘသူကဖြော်ဖြေမှုအပေးနိုင်ဆုံးလဲဘသူကအသေးခံပြီးပိုချမ်းပြနိုင်လဲဆိုတာကိုပဲတိုင်းတာတဲ့ဂုံတစ်ခုဖြစ်ပါတယ်ဒီကပတ်ရအရှင်ဝါကိုတကဘာလုံးတီးသွားအောင်လုပ်ပြခဲ့တာကတော့ UFC 300မှာ Max Holloway နဲ့ Justin Gaethje ရဲ့ပွဲကိုမှတ်မိကြအောင်ပါပွဲပြီးဟို10စက္ကန့်အလိုရောက်မှာကွင်းလယ်မှာမစုံတန်းနေရယူပြီးမင်းနဲ့ကဘသူပိုကျန်းလဲဆိုပြီးလက်တီးချင်းဖလှဲခဲ့ကြပြီးတော့နောက်ဆုံး10စက္ကန့်မှာ Gaethje ကို knockout ကျအောင်အလဲထိုးပြခဲ့တဲ့ Holloway ရဲ့ပုံရိပ်ကBMF ရဲ့အစစ်အမှန်အတိတ်ပဲကိုတက်တည်ပြလိုက်တာပါ